30လောက်ကြီးဘိုးလူတွေကအဲ့ဟိုဘုံကြောင်းအဖြစ်မှန်အမှဟိုရက်ဆောင်ဟိုအဒီကစားတဲ့နားတဲ့ဘူးရောနားတဲ့ဘုံကြောင်းလေစိတ်နှုံတာအရင်ကဘုံကြောင်းလေမတော်ဘူးအဲ့ဒီဘယ်လိုလုပ်မလဲလေးရလာမယ်လို့မတော့ဟိုမှာကျိုးတဲ့နေရာမှာဒီကဒီဘက်ဆိုတော့ဒီဘက်ပေါ်တယ်ဒီကသားပေါ်ဖို့လည်းပဲဒီတော့ရေလုံး